အင်းလေးတအင်းရှိပါတယ်။အဲ့ဒီအင်းကိုနတ်အင်းလို့ရွာသားတွေကခေါ်ကြတယ်။ညအချိန်မှာအင်းလေးကရေတွေဟာလာဆန်းညတိုင်းရွှေရောင်တောက်ပြီးတဖြည်းဖြည်းလေထဲမှာမျောလာတဲ့နတ်သမီးတစ်ပါးရဲ့အလင်းတန်းတွေကိုမြင်ရတတ်ပါတယ်။တနေ့မှာဆင်းရဲသောမိုးဆိုးလေးတစ်ယောက်ဟာအဲ့ဒီတောထဲကိုအမဲလိုက်ဝင်လာပါတယ်။ညနေတကောင်အချိန်မှာသူဟာအင်းနာကတစ်ပင်ကြီးအောက်မှာအိပ်ယာခင်းပြီးအနားယူနေတုန်းရေထဲကနေရွှေရောင်လင်းနှန်းတွေထွက်လာတာကိုတွေ့လိုက်ရပါတယ်။လန်နိုးသွားတဲ့မူဆိုးလေးဟာသူ့မျက်လုံးတွေကိုပုတ်ပြီးကြည့်လိုက်တော့အသက်ရှူမိလို့လူသားတစ်ယောက်ကိုတွေ့သွားပြီလား။ခန်းနေနေနူးညံ့တဲ့အတန်တစ်ခုကြားလိုက်ရပါတယ်။အင်းလေးကနေရွှေတောင်ပန်ပါတဲ့နတ်သမီးတစ်ပါးရေမျက်နှာပြင်ပေါ်ကိုပေါ်လာပါတယ်။မူဆိုးလေးဟာထိတ်လန့်သွားပေမဲ့နတ်သမီးလေးရဲ့ချစ်စရာမျက်နှာကိုကြည့်ပြီးကြောက်စိတ်တွေပျောက်သွားပါတယ်။ဘသူလဲမင်းကျွန်တော်ကဒီရွာကမိုးဆိုးလေးပါဘသူလဲမင်းကျွန်တော်ကဒီရွာကမိုးဆိုးလေးပါနဲ့သမီးလေးကပြုံးပြလိုက်ပါတယ်ငါနာမည်ကရွှေတောင်ပါလူသားတွေနဲ့မဆက်ဆံရတာနှစ်ပေါင်းများစွာကြာပြီဒီနေ့မင်းနဲ့တွေ့ရတာကံကောင်းတယ်နဲ့သမီးလေးဟာမိုးဆိုးလေးကိုသူ့ရဲ့ရွှာအတောင်နဲ့အတူအင်းထဲကိုခေါ်သွားပါတယ်